19ရက်တလ2026ဒီနေ့อ่ะဆိုလို့ရှိရင်တော့တနင်္လာနေ့လေးနောက်တစ်ပတ်ကိုပြန်ပြီးတော့ရောက်လာပြီเนาะဒီတစ်ခေါက်မှာဆိုလို့ရှိရင်တော့တနင်္လာနေ့မွေးဖွားသူလေးတွေအတွက်ပန်းစုကငွေကြေးနဲ့ပတ်သက်တဲ့ခေါင်းစဉ်လေးတစ်ခုဖြစ်တယ်ပေါ့เนาะတင့်ရဲ့လက်ရှိငွေကြေးအခြေအနေကိုအတားအဆီးဖြစ်စေမဲ့အရာ၃ခုကဘာတွေဖြစ်မလဲဆိုတာကိုကြည့်ပါဖြစ်ပါတယ်ဒီအရာ၃ခုဒီပန်းစုတို့ကဒီငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ရှောင်ရှားရမယ့်အရာတွေဖြစ်တယ်ပေါ့เนาะ3ကတ်ထုံးလိုက်ပါပြီပထမဆုံးကတ်အနေနဲ့ဆိုလို့ရှိရင်တော့ nice source ကတ်ပေါ့เนาะဒီအချက်ဟာဆိုလို့ရှိရင်တော့ဒီငွေကြေးပိုင်းဆိုင်ရာနဲ့အတားအဆီးဖြစ်စေတဲ့အရာကိုကြည့်မယ်ဆိုတဲ့အခါကြလို့ရှိရင်ရှိတဲ့ငွေကြေးအနေထားနဲ့ပေါ့เนาะတက်တောင့်တက်တာထိုင်နေပြီးတော့နောက်ထပ်ပြီးတော့ဝင်ငွေလန်းတွေချက်ထွင်ဖို့ရမှာဆိုလို့ရှိရင်လက်ရှိနေတဲ့အရာကိုဒါဂုံယူဝင်ကြွားနေတဲ့အနေအထားမျိုးကိုပြတာဖြစ်တယ်ပေါ့เนาะအဲ့တော့ငွေကြေးနဲ့ပတ်သက်လာပြီးဆိုတဲ့အခါမှာ safe ဖြစ်တဲ့ဆိုပြီးတော့ဒါကိုယုံကြည်မှုလွန်ခဲ့တဲ့အပိုင်းလေးတွေကိုပြတာဖြစ်တယ်ဒီအရာဒီလက်ရှိမှာတင့်ကိုငွေကြေးအတားအဆီးတွေဖြစ်စေတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့တနင်္လာနေ့မွေးဖွားသူလေးတွေအတွက်ပေါ့နော်လက်ရှိအနေအထားမှာကိုကနေလို့ရသေးတယ်မရှာလဲရသေးတယ်လက်ရှိအနေအထားလေးလည်းအဆင်ပြေနေသေးတာပဲဆိုတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ကိုယ့်စီကိုဝင်ငွေလန်းအသစ်တွေထပ်မံဝင်လာနိုင်တော့လဲအဲ့ဒီအရာကပဲကိုယ့်ကိုပြန်ပြီးတော့ပိတ်ဆို့စေတာဖြစ်တယ်ပေါ့နော်ရှေ့ဆက်တိုးမဲ့အခွင့်အရေးအသစ်တွေကိုမမြင်တာမြင်တော့လဲကိုတိုင်ကနေပြီးတော့ဒီလုပ်တွေကိုထပ်မံပြီးတော့စလုပ်ဖို့ကိုကိုတိုင်ငင်းပယ်နေတာမျိုးပေါ့နော်ဒီအရာတွေကလက်ရှိငွေကြေးအခြေအနေအတွက်လာပြီးတော့အတားအဆီးဖြစ်စေတဲ့အရာတွေပဲဖြစ်ပါတယ်ဒါကတော့ပထမတစ်ချက်ရှောင်ရှားရမယ့်အချက်ဖြစ်တယ်ပေါ့နော်အဲ့တော့ဘာလို့ရမှာလဲဆိုတဲ့အခါကြလို့ရှိရင်အရင်ဦးဆုံးကိုကအခွင့်အလမ်းတွေကိုမြင်နေလျက်နဲ့နော်မိမိရမယူဘဲနဲ့မလောက်ကင်မိတဲ့အရာတွေပြန်ပြီးတော့ပြင်ဆင်ရမယ်လှုပ်ဆောင်စရာရှိတဲ့ဟာတွေကိုလက်တွေ့ကြစတင်လှုပ်ဆောင်ဖို့လိုမယ်ဆိုတာကိုပြသနေတယ်နောက်တစ်ခုဟာဆိုလို့ရှိရင်တော့ငွေကြေးကိုဒါတန်ဖိုးမထားဘဲနဲ့ကိုကစိတ်လိုလဲရသုံးဆွဲတာတွေပေါ့နော်ဒါလေးတွေကိုရှောင်ကျဉ်ရမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ false odds coin မှာဒီဟာကတော့ငွေကြေးနဲ့ပတ်သက်လာပြီဆိုတဲ့အခါကြလို့ရှိရင် energy ပိုင်းဆိုင်ရာနဲ့ပတ်သက်တယ်ပေါ့နော်ငွေကြေးနဲ့ပတ်သက်လာပြီဆိုရင်ကိုဗတိစိတ်ထဲမှာဘလို့တွေတွေးနေလဲငွေကြေးနဲ့ပတ်သက်ပြီးတော့ကြားမှုခဲ့တဲ့စကားတွေကဘလို့တွေကြားခဲ့ဘူးလဲငွေကြေးနဲ့ပတ်သက်ပြီးတော့ကိုယုံကြည်ထားတဲ့ပုံစံဘလို့လဲပေါ့နော်ဒါအသင်းရဲ့ယုံကြည်ချက်နဲ့အများကြီးသက်ဆိုင်တဲ့အရာကိုပြနေတာဖြစ်တယ်။တင့်ကိုယ်တင်ငွေကြေးနဲ့ပတ်သက်ပြီးတော့ချုပ်ကင်ထားတဲ့အရာတွေပေါ့လက်ရှိငွေကြေးနည်းနည်းရှိနေတဲ့အခါကြလို့ရှိရင်ထပ်ရှာကြမလို့ထပ်ပြီးတော့လည်းလုံးစရာမလိုငါတို့အဆင်ပြေနေတာပဲဆိုတဲ့ယုံကြည်ချက်မျိုးရှိလားဒါမှမဟုတ်လို့ရှိရင်ရှိထားတဲ့ငွေတွေဒီပြန်ထွက်လို့မရဘူးဆိုပြီးတော့ချစ်ကုတ်ကပ်ပြီးတော့ပေါ့နော်ဒီတိုင်းတင်းတင်းကြပ်ကြပ်ကင်ထားတယ်ဆိုရင်လည်းငွေကြေးဟာ cash flow မဖြစ်ဘူးစီးဆင်းမှုလဲပတ်မှုမဖြစ်ဘူးပေါ့နော်ဒါမျိုးဖြစ်တယ်နောက်တစ်ခုကငွေဆိုတာကရှားခက်တယ်နော်တထေးတွေဆိုတာမကောင်းဘူးငွေရှာနိုင်တဲ့လူတွေဒီမကောင်းတဲ့လူတွေပါဒါမျိုးမြင်လားပေါ့နော်ဒါငွေကြေးနဲ့ပတ်သက်ပြီးတင့်ရဲ့မသိစိတ်ပိုင်းဆိုင်ရာ energy ပိုင်းဆိုင်ရာမှာကိုချုပ်တီးထားတဲ့အရာနဲ့တူတယ်ပေါ့နော်အဲ့ဒီ blocks တွေကိုတင်ကဖြည့်ရှင်းနိုင်ပြီဆိုတဲ့အခါကြလို့ရှိရင်ငွေဝင်လန်းအသစ်တွေနဲ့ငွေကိုထပ်မံစီးဆင်းစေမယ့်အရာတွေတင်ဘွားတွေကိုပြန်လည်ရောက်ရှိလာမှာဖြစ်တယ်အဲ့တော့လက်တလုံးမှာဖြစ်နေတဲ့အတားအဆီးဒီတင်ကိုယ်တိုင်ယုံကြည်ထားတဲ့ငွေကြေးခံယူချက်အမှားတွေပေါ့နော်အဲ့ဒီအရာတွေကဘာတွေရှိမလဲဆိုတာကိုကိုယ်တိုင်ပြန်ဆန်းစစ်ကြည့်ပေါ့နော်ကို့အတွက်ငွေကဘာလဲပေါ့အဲ့ဒီမိကုန်းတွေကိုကိုယ်တိုင်ပြန်ထုတ်ပြီးတော့မှပြန်စဉ်းစားမယ်ဆိုလို့ရှိရင်ဒီပိတ်ဆို့နေတဲ့အရာလေးတွေကပြန်လဲပြီးတော့ပွင့်လန်းလာမှာပဲဖြစ်တယ်ပေါ့နော်နောက်ဆုံးတတိယတစ်ချက်ကဆိုလို့ရှိရင်တော့ nice or swans ပေါ့နော်ဒီကန့်ဟာဆိုလို့ရှိရင်တော့အနှောက်အယှက်တွေအတားအဆီးတွေနဲ့မစင်စားမစင်ကျင်မဲ့နဲ့ဖြစ်တဲ့အဆုံးဖြတ်ချက်အမှားတွေကြောင့်ဖြစ်တတ်တဲ့ငွေကြေးအတားအဆီးတွေကိုပြောတာဖြစ်တယ်ပေါ့နော်တခါတလေကြားလို့ရှိရင်ပန်းစုတို့တွေကယင်းနှီးမြုပ်နှံမှုအမှားတွေဖြစ်တတ်တယ်ဒီမှာဆိုလို့ရှိရင်ဒုတိယကတ်မှာဆိုလို့ရှိရင်ငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဒါကယုံကြည်ချက်အမှားတွေပေါ့ဥပမာငွေကလက်ထဲမှာဒီတိုင်းရှိနေရင်မကောင်းဘူးငွေဆိုတာအသေးဖြစ်နေလို့လည်းမကောင်းဘူးဆိုပြီးတော့ယင်းနှီးမြုပ်နှံမှုတွေတွားလုပ်တယ်အဲ့ဒီလိုမျိုးလုပ်တဲ့အခါကျရင်အဲ့ဒီယင်းနှီးမြုပ်နှံမှုတွေဒီမှားယွင်းစွာယင်းနှီးမြုပ်နှံမိတတ်တာတွေပေါ့နော်အဲ့တော့ငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့လုပ်မယ်ဆိုတဲ့အခါကျလို့ရှိရင်တော်တော်လေးကိုဒီ knowledge ကအများကြီးလိုတယ်ပေါ့နော်ကိုပိုင်ငွေကြေးစီမံမှုနဲ့ပတ်သက်ပြီးတော့ knowledge တွေကတော်တော်လေးလိုအပ်တယ်ပေါ့နော်ယင်းနှီးမြုပ်နှံမှုပိုင်းဆိုင်ရာတွေလည်းမှားယွင်းလို့မရဘူးနောက်တစ်ခုကကျွမ်းကျင်မှုလိမ္မာမှုမရှိတဲ့နေရာတွေမှာတွားရောက်ယင်းနှီးမြုပ်နှံပြီးဆိုတဲ့အခါကျရင်အဲ့ဒီငွေကြေးတွေကကိုယ့်အတွက်ပေါ့နော်အကုန်လုံးပြန်လဲဆုံးရှုံးတတ်တာတွေကိုမြင်ရတယ်တခါလေကျရင်ငွေတွေကထွက်မလာဘဲနဲ့မြုပ်သွားတာတွေမြင်ရတယ်ပေါ့နော်
အဲ့တော့ကြတော့ဒါလေးတွေဒီမှားရင်းဆုံးဖြတ်ချက်အမှားကိုပြနေတဲ့ကပ်ပါမစင်းစားမစင်ကျင်မဲ့ဆုံးဖြတ်ချက်မှားခဲ့လို့ပေါ့နော်ဒီငွေကြေးတွေတက်နေတာငွေတွေထွက်ပေါ်မလာတာဒါမျိုးတွေဖြစ်တတ်တယ်ငွေကိုပိုရကျင်လို့ဆိုပြီးရင်းနှီးမြှုပ်နှံလိုက်တဲ့အခါကျတော့မှဆုံးရှုံးသွားတာမျိုးတွေဖြစ်တတ်တယ်ဒီအရာမှာဆိုလို့ရှိရင်တော့ရင်းနှီးမြှုပ်နှံမှုပိုင်းနဲ့ပတ်သက်ပြီးတော့ကိုမကျွမ်းကျင်မလိမ္မာတဲ့အပိုင်းတွေမှာတွားရောက်ပြီးတော့လုံမိတတ်တဲ့အမှားမျိုးလေးတွေဖြစ်တတ်တယ်ဒါကြောင့်မလို့တတိယအချက်အနေနဲ့ငွေကြေးအတားအဆီးမှာဆိုလို့ရှိရင်ကိုမကျွမ်းဝင်မရင်းနှီးတဲ့နေရာတွေမှာကိုငွေတွေကိုယုံကြည်ပြီးတော့တွားရောက်ရင်းနှီးမြှုပ်နှံခြင်းတွေဒါတွေကိုရှောင်ကျဉ်ရမှာဖြစ်တယ်ပေါ့နော်ဒါကတော့အတားအဆီးဖြစ်စေတဲ့တတိယအချက်ဖြစ်ပါတယ်အဲ့တော့ခြုံငုံပြီးတော့ပြောရမယ်ဆိုတဲ့အခါကျရင်ပထမအချက်မှာဆိုလို့ရှိရင်ငွေကိုနော်ကိုကရှိပါတယ်ဆိုပြီးတော့ထပ်ပြီးတော့အခွင့်အလမ်းတွေမရှာမိတာရဲ့နောက်ဒုတိယအချက်မှာဆိုလို့ရှိရင်နော်ကိုယ့်ရဲ့ငွေကြေးယုံကြည်မှုအမှားတွေရပေါ့နော်ငွေကိုမကောင်းမဲ့မြင်နေတဲ့စိတ်တွေငွေကြေးယုံကြည်မှုအမှားတွေတော်တော်များများဆိုပြောတတ်ကြတယ်လေငါတို့ကတော့မွဲနေပါပြီငတ်နေပါပြီငွေနဲ့ပတ်သက်ရင်အစီအကုန်မပြေပါဘူးစသဖြင့်ပေါ့ငွေကိုအများနဲ့အပြစ်ထိုင်တင်တဲ့စိတ်ပေါ့အဲ့တော့ငွေကြေးဝင်လာမဲ့လမ်းတွေငွေဝင်လာမဲ့အရာတွေကိုလည်းအပြစ်ထိုင်တင်တဲ့စိတ်ဒါကတော့ energy ဘိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးပြင်ဆင်ရမယ့်အချက်เนาะအတားအဆီးနောက်တစ်ခုကကြတော့လောဘကြောင့်မှားယွင်းရင်းနှီးမြှုပ်နှံမှုเนาะဒီအချက်၃ချက်မှာဆိုလို့ရှိရင်ကွဲပြားတာလေးတွေရှိတယ်အဲ့တော့ကိုယ်စိတ်ကဖြစ်နေတဲ့အတားအဆီးနဲ့တိုက်ဆိုင်တဲ့အချက်ကိုပဲယူလို့ရတယ်ဘယ်အတားအဆီးဒီကိုအလွှမ်းမိုးဆုံးဖြစ်နေလဲအဲ့ဒီလွှမ်းမိုးနေတဲ့အရာကိုပန်းစုတို့တွေကဖြည့်ရှင်းပေးရမှာဖြစ်တယ်เนาะကိုယ်စိတ်ကိုဖြည့်ရှင်းပေးရမှာဖြစ်တယ်နောက်ဆုံးအရာဒီကြတော့ကြောက်ရွံ့စိတ်တွေလွမ်းဘယ်လိုပြောကြောက်ရွံ့စိတ်တွေလောဘစိတ်တွေကြောင့်ပေါ့နော်မှားယွင်းရင်းနှီးမြှုပ်နှံမှုရာတွေအဲ့ဒါတွေကြောင့်ဖြစ်နေတဲ့အတားအဆီးပဲဖြစ်တယ်အဲ့တော့တနင်္လာနေ့မွေးဖွားသူလေးတွေကနော်ကိုယ်နဲ့တိုက်ဆိုင်တဲ့အချက်ရှိတယ်ဆိုရင်လည်း comment လေးမှာရေးလာပေးခဲ့ပါဦးတိုက်ဆိုင်မှုမရှိဘူး energy မကညီဘူးဆိုတဲ့သူတွေကလည်းဖြောပြရေးသဘောနဲ့ပဲနားထောင်ပေးပါစိတ်ဝင်စားစရာ tarot reading နေနဲ့ spiritual knowledge တွေထပ်မံသိရဖို့အတွက်ပတ်စုရဲ့ account လေးတွေ channel လေးတွေကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့ personal tarot reading ပေးချင်တဲ့သူတွေက tarot ပန်းစု telegram page messenger နဲ့ tiktok message တွေကနေ tarot မေးချင်ပါတယ်ဆိုပြီးစာလေးပို့ပေးလိုက်ပါအဲ့ဒီမှာဝယ်ယူမေးမြန်းလို့ရမယ့် package တွေ၄ခုပြန်ပြီးတော့ပို့ပေးလိုက်မယ်နော်special package တွေအနေနဲ့ဆိုလို့ရှိရင်တော့နာမည်ကြိုပေးပြီးတော့မှပိုကင်ကြိုတင်ထားတော့မှပဲအဆင်ပြေပါမယ်လူဦးရေအကန့်အသတ်နဲ့လက်ခံတာဖြစ်လို့ပါကျေးဇူးပါပန်းစုပါ